Hello ဒါကတော့ပါတူပေါ့နော်ခုနဟာကိုပြန်ပြပြမယ်အဆက်ပါအားနဲ့ပညာနဲ့ပြောလို့မျိုးအစလွှင့်နေဆိုရင်လေဒါတော့လွှင့်နေဆိုရင်အရှိတ်ကအစလို့ပုံမှန်ကြီးပေါ့ကွာတော့မဟုတ်ဘူးအရှိတ်ဆိုပြီးမှတော့အဲ့လိုမျိုးလူတယောက်ကိုမှတော့ဘဝခြုံထားတာဘဝခြုံပြောစမညအရှိတ်ပဲအဲ့မှာတော့နောက်မှချတာမလို့ရှိမှချတာဒီနေ့ပညာလန့်တာပေါ့အဲ့လိုဖြတ်ဆိုပဲနှစ်ခါတောင်ပဲတည်ရအဲ့လိုဖြတ်လိုက်တဲ့ချီကြဦးနေတယ်ဟမ်ဘာလို့ပေါ့အဲ့လိုအားလည်းအပေါ်တက်ပြီးပြေးချီကြချင်းမှာဘာမှလည်းမတွေ့ဘူးအစရလည်းပြုံးကြတယ်အားလည်းဘယ်လိုစဉ်းစားနေရတော့ကြောက်သွားပြီပါကြောက်သွားရေးဆိုတော့ခါကျတော့အောက်ဆင်းကြမယ်ဆိုပြီးအောက်ကဆင်းပြေးတာအားလည်းအောက်ကိုဆင်းပြေးတော့ခါကျတော့အကုန်လုံးတော့ဆိုတော့ဆင်းပြေးတော့ခါကျတော့ဘာဖြစ်တာလဲလို့ဒီလိုမျိုးလေးပေါ့နော်တွေ့ရပါတော့တွေ့ရအဲ့လိုပြောခါကြတော့မဟုတ်ပါဘူးပေါ့နော်ထင်တာစိတ်ထင်တာလားဆိုပြီးတော့ဘယ်လိုကနေဒီတိုင်းပြန်ပြီးနေလိုက်တာအမမရှိဘူးပြောရင်ပြောလိုက်တော့မယ်အဲ့နဲ့ပညာလေးပြောပေါ့နော်အဲ့မှာနောက်တစ်ထပ်ပြီးသွားချတော့ပညီနေမဟုတ်ဘူးပညီတငယ်ချင်းတော့အကုန်လုံးနောက်ထပ်အဲ့ဒုတိယထပ်ကိုထပ်ပြီးနေကြတော့စော့နေကြတော့မဟုတ်တော့ဘူးစပွဲခုံပေါ်မှာစာလုံးနေကြအချိန်မှာပညီရှိပညီတို့ရဲ့ရှိမှာပေါ့နော်မှန်ရှိရဲ့မှန်ကကြတော့ဘလို့လဲဆိုတော့ပြီးဦးမှန်ဘူးလို့မှန်မဟုတ်ဘူးတွားကြအဲ့လိုမှန်ရတယ်အရှိကြီးပဲကြီးနာတယ်အကုန်လုံးပေါ့နော်မြင်နေရတာနည်းနည်းလေးဝေးရပေါ့နော်နည်းနည်းလေးတိုင်းလည်းမဝေးပေါ့နော်နဲ့မြင်နေရတော့ခါကြတော့လေမှန်ရှိရနော်နေလို့ပေါ့နော်အဲ့ထက်ပေါ်လာရင်ဘလို့လုပ်မလဲဆိုပြီးတော့တယောက်ကပန်းကြီးတန်ချင်းတယောက်ကပြောလိုက်တဲ့ချိန်မှာရှောင်းမပြောကြနဲ့ပေါ့ငါကြောက်တယ်ဆိုပြီးတော့ကိုကပြောလာတရောနဲ့ဆက်လာကြမယ်ခဏနေရောလည်းဘယ်နေရာနေပြောစာလုံးနေကြတာအဲ့လိုမျိုးသူများနေလဲစာလုံးကိုလဲစာလုံးပေါ့ပဲအောက်ထပ်မှာဆင်းသွားတဲ့တယောက်ကတော့ရှိတယ်သူကရှိတောက်ချင်လို့ဆိုပြီးဆင်းသွားအဲ့လိုမျိုးသူလည်းဂိမ်းဆိုင်ကြကိုခါနဲ့ကိုသူ့ဟာနဲ့သူလုပ်တယ်လုပ်နေကြပေါ့နဲ့ဘာဖြစ်လဲဆိုတော့ခါကျမှန်နေရနေပြောလာစားလားမှန်နေရနေပြီးတော့အမအရေးကြီးပေါ်လာအဲ့လိုမျိုးရှိကိုမှတော့စပင်းဘောပဲစပင်းကြီးရပဲရှိချတာပေါ့နော်အဲ့လိုမျိုးပဲအောင်မှအဲ့လိုမျိုးလေနဲ့မှတလိုမျိုးပေါ့ကွာဝီးအဲ့လိုမျိုးဖြစ်သွားနဲ့စဉ်းစားဒါဒီခါတော့လုံးဝတကိုးလုံးနေရအရန်ကြောက်စရာကောင်းတာနဲ့တော်ပြီကြောက်တယ်ဆိုပြီးတော့အမအောက်ဆင်းပြေးချင်နေနောက်ဆုံးအဲ့လိုမျိုးပြောနေပေါ့နော်အဲ့အိမ်ကလည်းပထမနေ့ပိုင်းကြီးကိုပေါ့နော်အကုန်လုံးဖုန်ကြီးပိုင်းနေဆိုတော့အကုန်ပြီးသွားရောပေါ့နော်ဒါပါပဲရှင်ဘိုင်ဘိုင်မှာလူသေးကြောက်ချိတ်တယ်ဆိုရင်လည်းနောက်လည်းလာပြောပြမယ်ပေါ့နော်ဒါပန်ကြီးညီမအကောင့်ရယ်ပန်ကြီးကောင်ရယ်နှစ်ကောင်ရှိရပေါ့နော်ပန်ကြီးကောင်ကခေါင်းပေပြီးဆိုရဲကောင်မှာတွားပြီးတော့လည်းကြည့်လို့ရပါသေးတယ်ဒါပေမဲ့ဗီဒီယိုမတီးထားဘူးပေါ့နော်ဘိုင်ဘိုင်မှာ